ပြည်သူများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ရှင်ဒီနေ့မှာတော့ဆရာမလူကြီးလူငယ်မျိုးဖြစ်တတ်တယ်ဆိုပေမဲ့ကလေးတွေမှာပို့ပြီးတော့အဖြစ်များတာကိုတွေ့ရတယ်ဆိုဝရရခြင်းနဲ့ပတ်သက်ပြီးတော့ဆိုဝရရခြင်းဖြစ်ရတဲ့အကြောင်းရင်းတွေဆိုဝရရတဲ့အခါမှာရှောင်ကျဉ်လိုက်နာပေးတဲ့အချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာမတော့ဝင်မမပါတိုင်းစေပညာရှင်တယောက်ပါရှင်စီကျူသွေးကျူတကေတမှုတ်ပြောင်းမှာဟန်တာအေးစီပါစိတ်ချမ်းစွာတောက်ချီပါဟန်တာအေးစီကောင်းတလက်ပါဟန်တာအေးစီတိုင်းအမှတ်82 38လမ်းကြောက်တရားမြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရန်ဖုန်းနံပါတ်3993333311ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်ဆိုဝရရနေဆိုတာကလေးတွေမှာဖြစ်များတယ်ဆိုပေမဲ့တခါတည်းလူကြီးတွေမှာလည်းဖြစ်ပွားတာကိုတွေ့ရပါတယ်ဒီလိုဆိုဝရရခြင်းဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ဒီကိုရတန်ရှင်းမှုအားနေတာဝင်းရင်လုံချုပ်တာလေကောင်းယောဂရှိတာစုံမှာမှတ်ခယူနာဖြစ်တာတန်မိုးတုပ်ပွေးရှိနေတာစီးကြိုယောဂရှိနေတာနဲ့အသေးရောင်တော်ဟာရှိနေတာစတဲ့အကြောင်းအရာတွေကြောင့်ဆိုဝရရခြင်းမျိုးဖြစ်တတ်ပါတယ်ဒီလိုဆိုဝရရခြင်းမျိုးဖြစ်နေတဲ့အချိန်မှာတက်တာပြောက်ကင်းစေဖို့အတွက်ရှောင်ကျဉ်ပေးတဲ့အစားအစာတွေလည်းပြောပြပေးချင်ပါတယ်ရှင်။ရှောင်ကျဉ်ပေးတဲ့အစားအစာတွေကတော့ပေါင်မုံကိတ်မုံစတဲ့တဆေးကိုအသုံးပြုပြီးပြုလုပ်ထားတဲ့မုံတွေနွားနို့နှိုးစီတကြားစတဲ့စေတန်းပြည့်ချဲတဲ့အစားအစာတွေခရမ်းသည်ခရမ်းကျင်သည်ပဇွန်ကနန်းစတဲ့ရရန်ခြင်းကိုအားပေးစေနိုင်တဲ့အစားအစာတွေငပိရေငစနဲ့အသားစားနဲ့လိုစားနဲ့စားသိပ်ထားတဲ့အစားအစာတွေရှောင်ကျဉ်ပေးရမှာဖြစ်ပါတယ်ရှင်။ဒီလိုဆိုဝရရခြင်းမျိုးဖြစ်လာတဲ့အခါမှာတက်တာပြောက်ကင်းစေဖို့အတွက်ဦးစားပေးပြီးစားတော့ပေးတဲ့အစားအစာတွေလည်းပြပေးချင်ပါတယ်ရှင်။ဦးစားပေးပြီးတော့စားတော့ပေးတဲ့အစားအစာတွေကတော့ဒိန်ချင်းတမ်းမြဖြော်ရည်မကြီးဖြော်ရည်မာလကာသီးမဲ့ဖြော်ရည်ဘောစကိုင်းရွက်လောက်တီရွက်ဓမာရွက်ဂန်းတလွန်ရွက်ကျိတ်မှန်ရွက်ဟင်းနူးနယ်ရွက်သင်းမောသီးမဲ့နဲ့ငပြောသီးမဲ့တို့ဦးစားပေးပြီးစားသုံးပေးသင့်ပါတယ်ရှင်။တစ်ဆက်တည်းမှာပဲဆိုဝရရခြင်းမျိုးမဖြစ်စေဘူးအတွက်တင်းတင်းနဲ့နေတိုင်းစားသောက်မှုပုံစံတွေလည်းမျှဝေပေးချင်ပါတယ်ရှင်တင်းတင်းနဲ့နေတိုင်းစားသောက်မှုပုံစံတွေကတော့ဆိုဝတစ်ဝိုက်ကိုအမြဲတန်ရှင်း6တွေ့နေအောင်ထားပေးပါဝင်းချုံမခံပါနဲ့ရေကိုများများတောက်ပေးပါဝေစားများကိုတန်ရှင်း6တွေ့အောင်ဂရုပြုပြီးဝေးစင်ပါသားငါးများကိုနူးအောင်နဲ့အောင်ချက်ပြုတ်ပြီးမှသာစားတောက်ပေးပါမကြခဏဆိုဝရရတဲ့သူဖြစ်ပါကလေ6လတစ်ချိန်တန်းချပေးဖို့အကြံပြုပေးချင်ပါတယ်ဆိုဝရရခြင်းနဲ့ပတ်သက်ပြီးတော့တခုတတိပြုစေချင်တာကတော့ဆိုဝရရခြင်းမျိုးဖြစ်တဲ့အခါမှာကြမ်းကြမ်းတမ်းတမ်းမကုန်းဖဲမိစေဖို့တတိပြုစီရင်စေချင်ပါတယ်ရှင်ခုလောက်ဆိုရင်တော့ဆိုဝရရခြင်းနဲ့ပတ်သက်ပြီးတော့သိရှိထားတဲ့ဘဝတုဒ္ဒတွေကိုအတန်သိရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပြည်သူများအားလုံးပဲကိုယ်စိတ်နှလုံးရှင်ပြုံးကြံ့မာနိုင်ကြပါစေရှင်